မင်းတို့တွေအခုစားနေတာအင်္ဂလိပ်လိုပြောမယ်ဆိုရင်ဒါဂရိတ်ဖတ် breakfast ပါဗျာ ငန်းပြောပါဗျာခင်ဗျာလေ ။အော်မဟုတ်ဘူးလေမင်းတို့တွေအခုစားနေနန်းနဲ့စာဂရိတ်ဖတ်ဒါကိုပြောတာ အဲ့တော့ဗမာလိုပြောပါလားဗျာအင်းလေးတော့တက်တာလည်းမဟုတ်ဘဲနဲ့ ။အော်ကိုတဲ့ကလည်းမတော်ဆိုနည်းနည်းပါးပါတော့တတ်ပါလေဒီမှာအင်္ဂလိပ်လိုနေ့လည်စာကိုကြတော့လန်လာလန် လမ်းရမသားဆိုဘယ်သူကဘာလို့ပြအောင် ။အော်မဟုတ်ဘူးလေဟိုနေ့လည်စာကိုအင်္ဂလိပ်လိုလေဘာလဲ lunch ပါဗျာ lunch ကိုတဲ့မင်းပြောတာအဲ့ lunch တို့ တန်တန်တော့ခဏလေး ဘာ ခင်ဗျားကကျွန်တော်တို့အစားအစာကျွေးမှာလားအင်္ဂလိပ်စာကျွေးမှာလား မဟုတ်ပါဘူးမင်းတို့တွေအခုစားနေတာနန်းနဲ့စာနဲ့နေ့လည်စာနဲ့ပေါင်းပြီးတော့စားနေကြရတယ်ဒါကိုမတန်းဆိုကဆိုလို့တင်တာနော် ဘယ်လိုပဲစားပါမသားဆိုရဲစားရင်ပြီးရောမလား ဟုတ်တယ်ဒီကောင်ပြောတာမှန်တယ်ဒီမှာဗိတ်ထဲမှာမနက်စာတို့နေ့လယ်စာတို့ညစာတို့ကပတ်ထားဘူး ငါသာဘယ်ပြနေတာလဲ အောက်ကိုလေအောက်ကိုလေ အခုပြောကြလားမကြည့်ရဘူး ဟုတ်ဘူးလေညစာကသမအောက်ပါပဲရှိမှာပေါ့အစာအိမ်ကတခုတည်းမှန်တော့ဗိတ်ထဲရောက်သွားဖို့အရေးကြီးတယ်အစားတော့ကိုအစင်းတန်းလာမခွဲနဲ့နော် အစင်တက်ခွဲနေတာမဟုတ်ဘူးဒီမှာမင်းကြတော့လေဘယ်အချိန်မဲ့စားဘလို့ပဲစားပြဿနာမရှိဘူးကိုသိကြတော့အဲ့လိုမရဘူးသူ့တော်ကစီးနဲ့ကန်းနဲ့လှုပ်ထားပေးခဲ့တာဒီမှာနန်းနဲ့စားဆိုလို့ရှိရင်နန်းနဲ့စားစီပါအဲ့ဒီဖတ်နေ့လည်းစားဆိုလို့ရှိရင် lunch လန့်ချနော်ညစာဆိုလို့ရှိရင်တိုင်းနာ မသားလိုက်သွားလိုက်ပါ ဘယ်လိုလဲ အဲ့ဒီတိုင်းနာလိုက်သွားလိုက်တော့တစ်သက်လုံးပြန်မလာနဲ့ဗျာ ဟုတ်တယ်ငါညစာစားနေတဲ့ကိစ္စပြောနေရလေကို အေးညစာဆိုတာမတန်းဆိုးပဲ ဟဲ့ကောင်းလေနင်ပုတ်တဲ့ရှုပ်မပြောတော့ငါအကောင်းနဲ့လည်းပြောပြနေသေးဒီမှာကိုသိအောင်လေသူ့အတော်ကလေစီးနဲ့ကန်းနဲ့နေစေချင်တာအချိန်နဲ့သွားရမယ်အချိန်နဲ့လာရမယ်အချိန်နဲ့စားရမယ်ဟမ် ဩဟေ့ခဏလေးမင်းစားလို့မရသေးဘူးနော်မင်းရိုးရိုးစားလို့မရတော့ဘူးမင်းအခုချိန်ကစပြီးတခုခုစားတော့မယ်ဆိုရင်ချိန်ခွေလေးနဲ့အလေးလေးကိုလိုပြီးဟုတ်တယ်နော် ဟုတ်တာဗောဒီမှာမတန်းဆိုကလေငါချက်သားဆိုငါချက်သားပဲစားမယ်တစ်ဆက် ဘာလာတော့လဲဗျာ အိုးဟုတ်သားပဲငါတကားပဲရောက်သွားပြီလေဟဲ့ငါအလေးချိန်ကိုပြောတာမဟုတ်ဘူးလေအချိန်နဲ့နာရီနဲ့တိတိကျကျစားရမယ်ဒါကိုပြောတာလေဟောဘာဒီမှလည်းမသိဘူးမကိုတဲ့နင်းနေစီကန်းနေရပြက်နေနော်အတော်ပြန်လာရင်꽌ပါနော် မသားဆိုရဲကျွန်တော်သိပါတယ်ဗျာကျွန်တော်ကောက်ပေါင်ဖောက်စမ်းပါနဲ့ အာနေ꽌တက်မှာဆိုငါစေတနာနဲ့ပြောတယ်အေးမပြောစီချင်မပြောဘူးနော် ခဏလေးမပြောလို့တော့မရသေးဘူးခဏလေးဆော့ဆော့ကကျွန်တော်တို့အိတ်နေတော့မတန်းဆိုးလာလို့လေ ဟုတ်တယ်လေ လူတိဖုံးဆက်တယ်ဆိုအဲ့ဒါဘာပြောလဲ ပြောတာတွေကတော့အများကြီးပဲအတူချုပ်ပြီးတော့ပြောရမယ်ဆိုရင်တော့ဒါပဲတဲ့ ဟာရှင်းတယ်နော်ဖုန်းချကနေပြောတာဟုတ်တယ်မလား ဟုတ်တယ် အဲ့လောက်တော့အတူမရှုံနဲ့လေဗျာနားလေအောင်လို့နည်းပါရှင်းပြအောင်လေ သိတယ်ရွက်ပြောနေတာနှစ်ချုပ်ပြီးတော့ပြောရမယ်ဆိုရင်တော့သူ့ကိုအမြန်ဆုံးပြဆက်တယ်ပါတဲ့ဒါပဲ ဟေ့မင်းတို့တော့တော်လေးလွှမ်းနေပြီတူတယ်ကွာမင်းတို့ခေါ်ပြီးရုပ်ရှင်တွေပါလေကြည်ပေးလိုက်အောင် ရုပ်ရှင်ကြည့်လို့မရဘူးသူတို့အိမ်မှာကဇလန်းနေဖြစ်နေတာ ဘာဇလန်းလဲ သူ့မွေးသားအမေကသူ့ယောက်ျားပေးသားတော့မလို့လေ ဟာအဲ့လိုမရဘူးလေမင်းရှိရလေ ငါနဲ့မှသဘောမတူတာပြီးအဲ့ဒီမိန်းမကြီးကခေမန်းနီးနော် ဟဲနာမည်လေးကအဆန်းတော့အင်္ဂလိပ်လိုမဲ့ထားတာဗါလေချစ်စရာလေးတော့နာမည်လေးကခင်မန်းကီ အေးမန်းကြီးကခမ ्या ဖြစ်မှာနော်ခေမန်းနီးပက်ဆံမဲ့တဲ့မိန်းမကြီးလို့ပြောတာ ဟုတ်တော့ပဲဗျာဘာသာဆိုရင်မသိမနဲ့ဆက်ဆက်ပြောနေအဲ့ဒီကဘယ်လို ဘာလို့ရမလဲကွာငါလည်းအဲ့ဒီကိစ္စကိုပဲခေါင်းစားနေရအောင်ကြီး အော်တော်တော်လေးခေါင်းစားတယ်အသွားလာလည်းမဖြစ်ပြန်လာလိုက်ရင်လည်းမနဲ့မိုးလေးမကြီးပဲနော် မတန်းဆိုရလေဗျာကျွန်တော်ဘလောက်ပဲခေါင်းစားစားဒီကောင်ကြီးသွားတဲ့နောက်ကိုကျွန်တော်မလိုက်လို့ရမှာ ဟဲမင်းသွားတဲ့နောက်ကသူကတကားကောက်လိုက်တာလေ ဟာတီဗီသားခေါင်းလာပြောနေရတယ်ဗျာမျက်စောကြီးလာညှို့နေတယ် ဟုတ်ပြီနော်ငါတီးပြီးသားကိစ္စတွေဘာကူမှမပြောတော့မင်းမသိသေးတဲ့ကိစ္စကိုပြောတော့ ကမြန်ပြော အိမ်မှာရိတ်ခါပြတ်နေပြီမနေ့ပြန်တရက်စားပဲရှိတော့သိရလား ဟာအဲ့ဒါဘာမှမဘူးနဲ့မနေ့ပြန်အန်တီလေးပတ်စံလာပို့ခိုင်းမဲ့ရက်လေမေးနေပြီလာ မမေ့ပါဘူးမတ်ချယ်ဒီပတ်စံလာပို့တဲ့ခါကျရင်လေမင်းတို့စင်ထားတဲ့ကွင်မေ့မနေနဲ့အော် ဟုတ်ကွာယောမင်းလည်းလင်းလက်စီကိုဖုန်းဆက်ဖို့မေးနေရောပဲလို့ရ ဩဘာလို့လာတိုးနေရမမေ့ပါဘူး မေ့ပါဘူး အဲ့ဒီကွင်ကမင်းစင်ထားတဲ့ကွင်နော်ပေါ်သွားတော့မိုးမီလောက်မှဟဲ့ ဘာလို့လာရမှာလဲ ဟာလင်းလက်နဲ့ကိုတင်နေရတငယ်ချင်းတွေလေတကယ်ချစ်သူတွေမှမဟုတ်ဘူးနင်တို့တွေလိန်ထားကြတာလေ အဲ့ဒါလိန်တာမဟုတ်ဘူးလေအန်တီလေးကကျွန်တော်မိမယူစီနေတာမလားခုလိုလို့လေကျွန်တော်မှချစ်သူရှိတယ်ဆိုတော့ပြောထားလိုက်အန်တီလေးစိတ်ချမ်းသာတာပေါ့ ဒီမှာအဲ့လိုဖြစ်အောင်လို့ကျွန်တော်လုပ်ပေးတာတော့ကျွန်တော်ကျေးဇူးတင်အောင် အော်အဲ့လိုလားကျေးဇူးတင်ပါတယ်ဟိုကလည်းပြန်ရောက်လို့မှမဟုတ်မှလည်းပြီရောမင်းတို့ကိစ္စလေးမင်းတို့ကရှင်းတာငါမပါဘူး
မင်းမျက်နှာဘယ်လိုဖြစ်သွားတာလဲဒီမှာငါတို့ဘာသာငါတို့ဒီမှာဗတ်ထားတဲ့ကိစ္စကိုနိုင်ငံခြားမှာရှိတဲ့မင်းတို့ကဘယ်လိုလုပ်ပြီးသိမှာလဲကွာအဝေးပါဟဲ့ငါစီစဉ်တာပါမင်းအေးဆေးတာနေလိုက်နော် မင်းပါကွာမင်းတို့ကအားကိုးပါ အေးအားကိုရင်လည်းစား အော်ကိုအောင်မလိုက်ကြွပါရှင်ကြွပါကြွပါရှင်ကြွပါထိုင်ပါရှင် ကျွန်တော်ဒီမှာပဲထားလိုက်မယ်နော် အော်โอเค လိုက်နေ ရှင် နု အော်ရှိပါတယ်ရှင်ရှိပါတယ်သမီးလေးရေနုသက်ဒီမှာသမီးကိုကြီးရောက်နေတယ်ကွအော်ရင်နွေးချက်လေးပါ โอเคကျေ သမီးရေသမီးလေးဒီမှာသမီးကိုကြီးရောက်နေတယ် ကတော့ပါသေးရဲ့ ပြန်လာဦးပြန်အာမမမဟောဟဲ့ကောင်မလေးကိုအောင်မင်းနဲ့ရောက်နေတယ်လို့ပြောတာထွက်ခဲ့စမ်းအားပါပဲကြာ ရပါ မသိဘူးလေဟိုအမေပြောတာအထက်ကနေကြားတာအလှခံရောက်နေတယ်ထင်လို့ ဟောကြံကြီးစီရအေး နုကလည်းနောက်တက်တယ်နော် ပြောတတ်တယ် တကယ်လို့လူခံရမယ်ဆိုရင်ဟိုကိုကြီးကနုလေးစီကချစ်ချင်းမြတ်တာတရားတွေလူခံပါဗျာ ပြန်နောက်တယ် ကတော့မိုက်ပြီအမေရှိမှပြောရတာအားတော့နာတယ်ဗျာဟိုကျွန်တော်လည်းအဲ့လိုပျော်ပျော်နေတတ်လို့ ဒါပေါ့ဟိုအလုပ်တရားအရန်များနေတဲ့ခါကျတော့အခုလိုစိတ်ပျော်မှသာနေဖြစ်မှာမလား ဟုတ်တယ် တောင်းပါလေ ဩနုရေဟိုလေဟိုနိုင်ငံသားတွေနဲ့အလုပ်ကိစ္စပြောရင်းနဲ့တတိယတာနဲ့ဒီမှာနှုတ်အတွက်ဒီမှာလက်ဆောင်တွေယူလာရ ဩယူလိုက်ပါတော့ဟဲ့ဟိုမှာလေးနေပြီအားနာစရာရှက်နေတာရပါတယ် ဟိုအဲ့ဒီနေတော့ကလည်းလေဟိုမှာအလုပ်ကိစ္စတွေပြောတာမပြီးသေးတာနဲ့ဒီကိုပြန်မလာနိုင်ဘူးစိတ်မဆိုးနဲ့နော် မစိုးပါဘူးရှင် မိုက်မီကိုပြောတာမဟုတ်ဘူးလေကျွန်တော်နှုတ်လေးကိုပြောနေတာ သမီးကိုသာပြောပေးတာ နုလေးကလည်းပြောအောင်လေ တတလုံးမလာလေကောင်းလေ ဘယ်လိုပြောလိုက်တာ ဟောဟိုမီးကိုပြောတာဘုံကရက်ခတ်နေရလေဟိုပန်ကဖွင့်ပြအောင်မီးကတတလုံးမလာဘူးအဲ့ဒါအားနာလို့ ဟာလိုက်တိတတ်တာနဲ့လေဟာဒီရက်တော့မလို့တော့ဘူးလား ချောင်းနဲ့ရှိရမလေးကုန်ပါပြီ ကျွန်တော်အများကြီးဝယ်ပြီးမယ်ကျွန်တော်အများကြီးဝယ်ပြီးမယ်ဟိုနုလေးအလိုက်တိတတ်တာနဲ့ကျွန်တော်ရင်ထဲမှာအေးသွားပြီလို့ပြောတာလာကျိုးနဲ့လိုက်တာမအိမ်ကြီးရဲ့ နောက်ဆိုတီးတဲ့ကျိုးမှာအမဟုတ်ဘူးလေလာရကျိုးနဲ့အောင်မယ်လို့ပြောတာ တော်ပါပြီမအိမ်ကြီးကိုအားကိုတယ်နော် ဩအာကိုပါရှင်အာကိုပါ ဟိုမအိမ်ကြီး ရှင် ဟိုကျွန်တော်ဟိုနေ့လေစာဆိုင်မှာပြန်มาနော် အော်မပူနဲ့ကျမစီစဉ်ပေးမယ်